တကယ်ကိုအဲ့လိုမြင်မြင်နုံနုံတန်မိုးထားပြီးတော့တကယ်အချစ်ခံနေရတယ်အဲ့အချိန်မှာကိုကလည်းပထမဆုံးအချစ်ဦးနဲ့တွေ့ရတယ် Cheers အဆောင်ဆုံးအချစ်ဦးနဲ့ဘယ်လိုတွေ့ခဲ့လဲဆိုတော့ဒီတိုင်းပဲပေါ့နော်အဲ့လိုမျိုးတွေ့ခဲ့ကြတာပေါ့ online ကနေတွေ့ခဲ့ဘာလို့လဲဆိုတော့အချစ်ဦးဆိုတာတဲ့အဲ့လိုမျိုးရေးစားဆိုလဲအဲ့လိုမျိုးအတီတကျအဲ့လိုတယောက်ပဲထားဘူးလားဆိုတော့လေအဲ့လိုမျိုးတွေ့ခဲ့တယ်တွေ့တဲ့အချိန်မှာကိုကလည်းသဘောကျသွားတယ်သဘောကျပုံလေးကြီးကြည့်ပြီးသဘောကျသွားတယ် तू ကလည်းပြစ်ချင်တော့ကိုစာခဲရသဘောကျနေတာပေါ့နော်အဲ့လိုကနေပြီးတော့မှ तू မြန်မာနိုင်ငံလာတော့ဟဲ့ငါလည်းစိတ်ညစ်တယ်အဲ့လိုပြောအဲ့လိုတွေ့ပြသွားရပေါ့ကိုယ်တွေ့ပြပြီးတော့အဲ့လိုနှစ်ယောက်က chemistry မိပြီးတော့တွဲဖြစ်သွားရပေါ့အစတော့ကတော့ချစ်ဦးဖြစ်ခဲ့ရပါတော့ဘဝမှာအဲ့လောက်ထိပထမဆုံးအချစ်မခံဘူးတကယ်ကိုအဲ့လိုမြင်မြင်နုံနုံတန်မိုးထားပြီးတော့တကယ်အချစ်ခံနေရတယ်အဲ့အချိန်မှာကိုကလည်းပထမဆုံးအချစ်ဦးနဲ့တွေ့ရတယ်တခါမှလည်းရည်စားမထားဘူးဆိုတဲ့အချိန်မှာအော်ဒါပြီးသွားပြီပေါ့နော်ငါတော့ကဒါရပြီးသွားပြီအဲ့လိုမျိုးသူနဲ့ပဲပေါ့နော်အဲ့လို happy ending ဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးကြီးထင်လိုက်တာအမှန်တော့အမှစအဲ့ဟာကြီးကမှားတာ Cheers အချစ်ဦးနဲ့အဲ့လိုမျိုးလွဲပြီးသွားရင်လေထက်ချစ်ဖို့ဘယ်လောက်ကြာလဲပေါ့နော်သိချင်တာဘာလို့လဲဆိုတော့လေအဲ့လိုပြောရင်ယုံမလားတော့မသိဘူးねသစမ်းကြတော့ဘယ်လိုပြောမလဲ2နှစ်ကျော်ပြီပေါ့နော်2နှစ်အခုဆို2နှစ်ကျော်သွားပြီ2နှစ်ကျော်ပြီပေါ့အဲ့လိုမျိုးဆက်ဆောင်လာပြီးတော့ပြောတယ်အဲ့လိုမျိုးထိတ်မယ်ပေါ့နော်ပြောရလို့ရှိရင်လည်းအဲ့လိုရှောင်နေရများတယ်မထိတ်လည်းမထိတ်ဖြစ်ဘူးဘယ်ဒိတ်တင်းမှလည်းမသွားပြီးအဲ့လိုမျိုးအားကြတော့ဘယ်လိုပြောမလဲအချစ်ဦးနဲ့အဲ့လိုပေါ့တန်စစ်လိုက်တာမဟုတ်ဘဲနဲ့တကယ်ကြီးမှအဲ့လိုနှစ်ကချစ်လိုက်တာပေါ့နော်ချစ်ပြီးတော့မှအချစ်ဦးနဲ့အဲ့လိုလွဲသွားကြတယ်ဆန်အကြံပေးချင်တာပေါ့နော်ဒီနေ့ကနေအဲ့လိုအကြံပေးချင်တာကြောင့်ကို relationship တွေဆိုတာချစ်လို့တွဲလိုက်တာလေဒီလားဒီခေတ်ဒီခါမှာကြတော့တယောက်နဲ့တယောက်က official တွဲဖို့ဆိုတာအရန်ခတ်သွားပြီဘာလို့ဆို silent နေစိုက်လောက်တွဲအဲ့လိုမျိုး site စစ်တွေစိုက်လောက်ထားဆိုတော့ relationship တကယ်တွဲပြီးသွားလို့ရှိရင်ပြတ်သွားလို့ရှိရင်ဘာလို့တယောက်ရဲ့ငယ်စုံငယ်နိုင်ပေါ်နေမှာလဲပေါ့နော်ပြတ်ပြီဆိုလို့ရှိရင်အဲ့လိုမျိုးလေနောက်ထပ်ပြီးဆွဲဆန့်တာဖို့ဆိုတာလေဖြစ်တာဒီလားအမှန်နဲ့အဲ့လိုလုံးဝ fix လုပ်ဖို့လည်းမကြိုးစားကြပါနဲ့တကယ်ပြတ်ပြီဆိုလို့ရှိရင်လည်းအေးပြေးလဲဒါအဲ့လိုမျိုးစစ်စင်းမြတ်တာတွေနဲ့ဒါလမ်းခွဲကြပါလို့ပဲပြောချင်တယ်เนาะ